အားလုံးပဲမင်္ဂလာပါ IB မြောက် channel ကနေပြီးတော့ပြန်ပြီးတော့ကြိုးဆိုပါရစေ။ဂျာနဲ့မှာ reaction မလုပ်ဖြစ်တာကတော့ဒါပုံဝင်လင်းလင်းပြောရဆိုရင်တော်လန်ရင်ကိုစိတ်အပြည့်ကြီးပြတ်နေလို့ပါ။အဲဒီတော့အေးလူလူနေတယ်ကို channel ကအသီးလေးဟိုပြိုးထောင်ကြရှိရင်ပြိုးထောင်တယ်ခူးကြရှိရင်ခူးကြတယ်ပြီးသွားရင်ဟင်းကောင်းကောင်းချက်စားတယ်။များသောအားဖြင့်တော်လန်ရင်အကြောင်းလာပြောရင်မပြောပါနဲ့ဗျာဆိုပြီးတော့ခဏရထားလိုက်တယ်ပြောမယ်ဆိုရင်ခဏလေး break တာပေါ့နော်3-4ရက်ပေါ့ break တယ်အဲ့ဒီအချိန်မှာဘာလုပ်လဲခုနပြောသလိုမျိုး window shopping သွားတယ်လမ်းတွေပါရှောက်တယ်နော်ပြီးတော့ဆိုင်ငယ်ပတ်စီးတယ်အဲ့ဒါကြီးလုံနေတာအဲ့တော့ကျွန်တော်အဲ့ဒါကြီးလုံနေလို့ line ပေါ်မှာပျောက်လို့စိုးရင်ပူပန်လို့ဒါကြီးလုံနေကောင်းလားဆိုပြီးတော့ဟိုကောရင်လည်းကောလို့ရပါတယ်လို့အဲ့တော့ပြန်လာပြီเนาะပြန်လာတဲ့အခါမှာမှန်တော့ညနေဆိုပြောချင်ပါတယ်အားတက်စရာသတင်းတွေပေါ့เนาะပြောချင်တယ်လိုက်ရှာကြည့်လိုက်တဲ့အခါကျတော့လေပွဲတွေကပြောရမယ်ဆိုဖြည်းဖြည်းမြောက်မြောက်ကြီးကြီးကျယ်ကြီးပေါ့ဗျာဘယ်ကြီးကိုဘယ်ဟိုစကန်ကုန်းကြီးကိုသိမ်းလိုက်ပါတယ်ဘယ်မြို့ကြီးကိုသိမ်းလိုက်ပါတယ်ဆိုတဲ့သတင်းတွေလိုက်ရှာကြည့်လို့မရှိပဲနဲ့အဲ့လိုမျိုးပေါ့ဟိုကားလေးလာရင်အဲ့ကားကိုပြစ်လိုက်အဲထဲမှာ3ရက်လောက်ကြာလိုက်စခရင်တန်းလေးနှစ်စီးလိုက်နှစ်စီးကိုပြစ်လိုက်ဒီလိုမျိုးပဲဂျားပြတ်တိုက်နေရတဲ့အနေအထားကိုတွေ့ရတယ်တွေ့ရဆိုပျောက်ကြားစစ်လဲပျောက်ကြားစစ်ပေါ့နော်ဒီအချိန်မှာတော့ဒီတက်တဲ့စစ်တဲ့အကြီးနဲ့စော်ပြီးတော့ကိုယ်လည်းဂုံယူခြင်းပြီအဲ့တော့ဒါတွေကဖြစ်လာမဖြစ်လာဆိုတော့မဖြစ်လာသေးဘူးမဖြစ်လာသေးတဲ့အနေအထားမှာဒီတလောကျွန်တော် speed out ခိုင်းတဲ့ကိစ္စလေးတွေအများကြီးရှိတယ်အဓိကမရင်းမှုပေါ့နော်speed out ပေးပါကိုမြောက်ရင်ဘာကြောင့်လဲဆိုတော့မရိမှုကဒါကိုဒါဗုဒ္ဓဘာသာဝင်မဟုတ်ဘူးဒါအစ္စလမ်ဘာသာဝင်ဖြစ်နေတယ်ပြီးတော့ဒါတွေကိုကာကွယ်ပေးရမယ်ဟုတ်ပါတယ်မှန်ပါတယ်ကျွန်တော်တို့ကဒါဗုဒ္ဓဘာသာတိုင်းပြည်လို့သတ်မှတ်လို့ရပါမယ်ခုနပြောလို့အကုန်လုံးကစုစည်းပြီးတော့နေကြရတာခရစ်ယာန်ရှိတယ်အစ္စလမ်ရှိတယ်အကုန်လုံးအစုံပေါ့ဟိန္ဒူရှိတယ်ဒါတွေအကုန်လုံးကိုဟောကဲလို့ရမယ်ဘာကြောင့်လဲဆိုတော့ဒါအကုန်လုံးကဒါပြောရမယ်ဆိုရင်ဟိုသွေးချင်းနေပဲเนาะအဲ့တော့ဒီမှာရေးထားတဲ့ဟာလေးကိုကျွန်တော်ဖတ်ပြမယ် Alice Honey တဲ့ပြီးတော့ဒီမှုကထူးဆန်းတယ်ဗျာเนาะဘာကြောင့်လဲဆိုတော့ကျူးလွန်ခံရတဲ့အမျိုးသမီးလေးရဲ့အမျိုးသားက PDF ပဲအဲ့တော့အချင်းချင်းတော့မှဒီလိုတွေလုပ်တယ်ဆိုရင်ရွာသားတွေဒါပြောရမယ်ဆိုရင်အဲ့နယ်မြေမှာလွတ်လပ်သွားလာနေတဲ့မိမပြိုလေးတွေဒါတွေအကုန်လုံးကကြတော့ဘာကြောင့်အတန်မထွက်ရဲတာလဲဆိုတဲ့ဟာကကြတော့ပိုကြောက်လို့နေမှာပေါ့နော်ပိုကြောက်လို့နေမှာပေါ့အဲ့တော့ဒီကိစ္စလေးကိုကျွန်တော်ပြောပြမယ်မရင်းချစ်ကန်ရလို့တိုင်တဲ့ PDF ရဲမေကိုနေရောလူတူအလိုပါမလားဆိုပြီးဒူးထောက်ခိုင်းဖက်နဲ့ပါရိုက်စောင့်ကန်တာတွေပြုလို့ရင်းမာမင်းဒေသမှာခြေစိုက်ထားတဲ့ရင်းမာမင်းရိုးမရာစာတိုင်ရင်20အတွင်း2025ခုနှစ်ဒီဇင်ဘာ26ရက်မှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တစ်ခုပါဖြစ်စဉ်ရဲ့အစကရင်းမာမင်းတိုင်ရင်20မှာတာဝန်ထမ်းဆောင်နေတဲ့ရဲမေတူက2025ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာစကန်နေရှိရွာကိုသွားပြီးစီဘိုးအတွက်ထောက်ပို့ငွေအလူခံထွက်ခဲ့ပါတယ်အလူခံရန်ကနေမြန်မာကျပ်ငွေ2000ကျော်နဲ့စံနှင်းငယ်ရရှိထားတဲ့အချိန်မှာအဲ့ဒီရွာဒုတက်ရင်မှုကိုထက်ဦးနဲ့ရဲဘော်ဘိုက်ကလေးတို့လက်နက်ကိုစီကန်ဆောင်ပြီးရောက်လာခဲ့ကလူများရှိမှပဲရဲမေကိုသမင်ဆွဲပါလိုက်တာကိုတိလက်ရောက်ပြုတ်လုပ်ခဲ့တယ်ရဲမေကတော့သူမအနေနဲ့တရင်ကိုအတိမပေးပဲအလူခံထွက်ခဲ့တာမှားခဲ့တာကိုလက်ခံတယ်လို့ပြောခဲ့ပေမဲ့ခုလိုမေးမြန်းမှုမရှိပဲလူလဲကောင်မှာကိုတိလက်ရောက်ပြုတ်လုပ်တာကိုမခံနိုင်ဘူးလို့ပြန်လဲပြောဆိုရာကနေအခြေတင်ဖြစ်ပွားခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်ကိုရွာသားတချို့လည်းမြင်တွေ့ခဲ့ကြပြီးအလူခံရရှိထားတဲ့ငွေချင်းနဲ့စံတွေကိုလည်းအဲ့ဒီအချိန်မှာတပ်ဖွဲ့စီရဲမေကပေးရခဲ့ပါတယ်နော်အဲ့ဒီအချိန်မှာပြဿနာမပြေလည်သေးပေမဲ့ရဲမေရဲ့အမျိုးသားဖြစ်တဲ့ရဲဘော်မှာအလုတ်ခီးသွားမယ့်ကိစ္စရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရဲမေနဲ့3နှစ်အရွယ်သမီးငယ်လေးတို့ကိုခရိုင်ထောင်မှာခဏထားခဲ့မယ်လို့ပြောဆိုကသွားခိုင်းခဲ့တယ်ဒီနေ့ရဲဘော်ကခီးသွားမှာဆိုတော့ရဲမေနဲ့ကလေးကိုခရိုင်ထောင်မှာထားခဲ့ရမယ်ဘာမှမဖြစ်ပါဘူးတရက်နှစ်ရက်နေရင်တရင်မှုလာခေါ်ပါလို့ပြောခဲ့တာကြောင့်သူတို့မိသားစုလည်းတန်တရားမရှိပဲကြည်ပြူစွာလိုက်ပါသွားခဲ့တာပါအနောက်ကလည်းဆိုင်ကယ်တစ်စီးနဲ့လက်နက်ကင်ဆောင်ထားတဲ့ထောက်ဖို့ရဲဘော်ကိုမယ်တော်ကြီးနဲ့ဘိုက်ကလေးတို့ကလိုက်ခဲ့ပါသေးတယ်
ဒါပေမဲ့ခရိုင်ထောင်ကိုရောက်တဲ့အချိန်မှာတော့အခြေအနေကပြောင်းလဲသွားခဲ့ပါတယ်ရဲမေရဲ့အမျိုးသားပြန်ထွက်တော့မဲ့အချိန်မှာရဲမေကိုလက်ထိတ်ခတ်ဖို့လုပ်ခဲ့တာကြောင့်ရဲမေကလှမ်းအော်ခဲ့ပါတယ်အဲဒါကြောင့်အမျိုးသားဖြစ်သူပြန်လှည့်လာပြီးခဏထားခဲ့မယ်ဆိုထားခဲ့တဲ့အခြေအနေကနေဖမ်းခံရတဲ့ပုံစံဖြစ်လာခဲ့တာကြောင့်လင်းများနှစ်ဦးကြားစကားများခဲ့တယ်အဲ့ဒီအချိန်မှာရဲမေကစိတ်တူပြီးသူမရဲ့အမျိုးသားကိုပါတစ်ချက်ရိုက်လိုက်မိခဲ့တယ်ဒါပေမဲ့ဘေးမှာရှိနေတဲ့ထောက်ဖို့ရဲဘော်ကိုမဲတော်ကြီးကပြဿနာကိုဖြေရှင်းပေးဖို့မကြိုးစားပဲငါရဲဘော်ကိုရိုက်ရသလားလို့ပြောရင်ရဲမေရဲ့ပါကိုဖြန်းကနေရိုက်ချလိုက်ပါလေရောရဲမေကလည်းမစီမဆိုင်ဝင်ရိုက်တာကိုမခံနိုင်လို့သူမရဲ့ဆောရရှိသလောက်ပြန်ခုခံခဲ့တယ်သူမကိုခုလိုမလုပ်ဖို့ကိုလည်းတောင်းဆိုခဲ့တယ်ဖြေရှင်းခွင့်ပေးဖို့လည်းထက်ခါတောင်းဆိုတာတွေရှိခဲ့ပေမဲ့အမိတ်မရပဲအလူခံတာကြောင့်လို့သာဆိုပြီးဘလို့ဖြေရှင်းခွင့်ခွေရတစ်ခုမှမပေးပဲတစ်ဖက်ဖိတ်ပုံစံမျိုးပြောခဲ့တယ်နောက်ဆုံးမှာတော့ခိုင်တော်မှာရှိတဲ့ကိုပိန်ဆိုတဲ့ရဲဘော်ကရဲမေကိုလက်ထိတ်ခတ်ကဖမ်းဆီးထိန်းသိမ်းခဲ့တယ်ရဲမေရဲ့မျိုးသားကတော့သူမနဲ့ကလေးငယ်ကိုခြံထားခဲ့ပြီးသူ့တာဝန်ကျရာအလုပ်ခီးကိုဆက်သွားခဲ့ပါတယ်အဲဒီညမှာပဲရဲဘော်ပြတာကညနေ9:00 6:00ခန့်မှာရဲမေကိုအပြင်ထုတ်ပြီး9 ချက်ရိုက်လိုက်ခဲ့ပြီးဗီဒီယိုမှတ်တမ်းတင်ထားခဲ့တယ်ရိုက်နေပြီးနောက်ရဲမေကိုမျိုးသားရဲဘော်တွေအိတ်တဲ့ဘားတဲ့အဆောင်ပေါ်ကိုတက်ခိုင်းခဲ့ပါတယ်ရဲမေကဒါယောက်ျားလေးဘားတဲ့ပေါ်ကြီးလို့ပြောခဲ့ပေမဲ့ရှာမရှင်နဲ့တက်လို့ပြန်ပြောကအတင်းဖိအားပေးတက်ခိုင်းခဲ့တယ်ည10:00 နာရီခန့်မှာတော့ပြန်လာကရဲမေကိုမျိုးသမီးတွေထားတဲ့နေရာဘက်ကိုထပ်မံပြောင်းရွှေ့ပြီးထည့်ထားခဲ့တယ်နောက်နေ့ဒီဇင်ဘာ29ရက်မှာရဲမေရဲ့အမျိုးသားကလာတွေ့ဆုံတော့ဖြစ်စဉ်တွေကိုလည်းရှင်းပြခဲ့ပြီးဆက်စင်းတွေကိုလည်းထောက်ပို့ကိုမဲတော်ကြီးစီပေးရခဲ့တယ်မျိုးသားကတရင်မှုကိုရန်ရှင်းအောင်ကဆေးလာပါကဒီကနေထွက်ပြီးနှစ်ယောက်တူတူသွားရမယ်လို့ပြောသွားတယ်ဒါပေမဲ့နောက်ရက်တွေမှာတရင်မှုကိုရန်ရှင်းအောင်ကအမျိုးသားဖြစ်သူနဲ့ရဲမေကိုတွေ့ဆုံခွင့်နဲ့သွားလာခွင့်တွေပါကန့်သတ်ပိတ်ပင်လိုက်ပါတယ်ဒီဇင်ဘာ28နဲ့29ရက်နေ့တွေမှာရဲမေဟာတခြားသူတွေနဲ့အဆက်အသွယ်ပြတ်တောက်ကတစ်ဖက်ပိတ်အချုပ်ချထားခံခဲ့ရတယ်ပြီးနောက်အဖြစ်ပြက်တွေကပုံမှန်ဆိုးရွားလာခဲ့ပါတယ်ဒီဇင်ဘာ30ရက်နေ့မှာတရင်မှုရန်ရှင်းအောင်ရောက်လာပြီးရဲမေနဲ့စကားပြောအောင်မှာရဲမေကသူမအပြစ်ရှိတယ်ဆိုလဲဘလောက်ပဲကြံကြာချုပ်ထားနိုင်ကြောင်းဒါပေမဲ့ကလေးငယ်ကိုတော့ပြန်လည်လွတ်ပေးပါလို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့တရင်မှုကနေ့မှဒီလိုခွင့်အမျိုးမရှိဘူးလို့ပြောဆိုပါတယ်ရဲမေဟာအကိုကြီးလို့ခေါ်နေကြတရင်မှုကိုအာကိုတကြီးမြစ်တာရက်ခံခဲ့ပေမဲ့မရတော့အလွန်စိတ်သက်ကြကဝမ်းနေခဲ့ရတယ်ဘာလို့လဲဆိုတော့အာနာသိန်းကာလာတွင်သူမရဲ့ကလေးငယ်တူအဖျားပြင်းတဲ့စွာနဲ့ကွယ်လွန်ခဲ့မှုတယ်လက်ရှိအချုပ်တွင်းရှိသမီးငယ်လေးအတွက်ဘာမဆိုဖြစ်လာနိုင်တာကိုသူမအသက်ထပ်ပြီးပုံမစိုးရိမ်နေခဲ့တာပါအဲဒီနောက်မှာတော့တရင်မှုကရဲမေကိုမြေပြင်ပေါ်မှောက်ခိုင်းပြီး10ချက်ခန့်စရိုက်ရိုင်းနှံ့နေတော့မခံနိုင်လို့လူးလိမ့်ပြီးអော်လိုက်တယ်နောက်တော့မြေပြင်မှာဒုတ်ဆိုင်ပြီးဒုတ်မှာလက်ကိုကျိုးနဲ့ချီတယ်ပါဇက်ကနေအတန်မထောက်အောင်ဝိဆပစိုးစားလို့ရာဝတ္ထုမှောင်နေတော့တီးပြူလို့မရကိုပါဇက်မှာစီးနှောင်လိုက်တယ်ပြီးတော့အချိန်ပေါင်းများစွာရိုက်နှက်ခဲ့ပါတယ်ထို့နောက်ဆက်လက်ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေတဲ့ရဲမေကိုချုပ်ထားစဉ်အတွင်းမရင်းကျင့်ခံရမှုတွေချင်းချောက်မှုတွေနဲ့ဓာတ်နဲ့ချစ်ပြီးစာရေးသားမှုတွေအထိပါဝင်ပါတယ်စာဖတ်နေတဲ့သူအနေနဲ့စိတ်ခံစားချက်မကောင်းရင်အောက်ကိုဆက်မဖတ်ပါနဲ့ဟုတ်ပြီအဲ့တော့အပေါ်ကကျွန်တော်ဖတ်ခဲ့တဲ့အထီကိုအကုန်လုံးနားလည်မယ်ထင်တယ်အမှုကတော့ခွင့်ပြုမိတ်မပါဘဲနဲ့အလူခံတဲ့ကိစ္စဒါကိုကျွန်တော်တို့မှာဖြည့်ရှင်းနည်းတွေအများကြီးရှိပါတယ်တမန်ကြကြလည်းဖြည့်ရှင်းနည်းရှိတယ်ပြီးတော့အလူခံတဲ့ပမာဏကလည်းဘယ်လောက်မှများတဲ့ဟာလည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ပြောရမယ်ဆိုရင်တေးတဲ့အမှုကိုပလစ်စီပေါ့ဗျာကြီးတဲ့အမှုကိုငယ်စီအဲ့လိုပုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တော့မှရွာသားတွေအနေနဲ့လည်းအဲ့လောက်ထိရောဘာမှဖြစ်မှာလည်းမဟုတ်တက်အနေနဲ့လည်းအဲ့လောက်ထိထိခိုက်သွားမှာမဟုတ်သမီးငယ်လေးရှိတဲ့အမေတယောက်အတွက် PDF တယောက်ရဲ့မယားအတွက်ဒီလောက်တော့သူတို့အနေနဲ့ဖြည့်သွင်းပေးနိုင်လိမ့်မယ်လို့ကျွန်တော်တို့ကတော့ထင်တယ်ဒါပေမဲ့ဒီလိုတွေမလုပ်ခဲ့တာဘာကြောင့်များလဲကျွန်တော်တို့ဆက်ပြီးဖတ်အောင်ခုနပြောသလိုပဲစာဖတ်နေတဲ့လူအနေနဲ့စိတ်ခံစားချက်မကောင်းရင်အောက်ကိုဆက်မဖတ်ပါနဲ့ဆိုတဲ့ဟာလေးเนาะအဲ့တော့ကျွန်တော်ကတော့ဆက်ပြီးဖတ်ပြပါမယ်နောက်ရက်31ရက်နေ့ညမှာတရင်မှုခေါ်ခိုင်းတယ်ဆိုပြီးသူမကိုခေါ်တော့ကမနေ့ညကရိုက်နှက်ခဲ့တဲ့နေရာမှာရဲမေမလားမှောက်ဆန်းဆိုပြီးမှောက်ခိုင်းတယ်လက်ကိုကျိုးတုပ်တယ်ပါဇက်ကိုလည်းတရင်မှုစီးတဲ့ပုံစံတိုင်းစီးတယ်မျက်နှာကိုအင်ဂျင်နဲ့စွတ်တယ်အောက်မှာအခင်းခင်းတယ်ပြီးတော့မှောက်ရက်အတိုင်းရှိနေတဲ့သူမကိုအနောက်ဘက်ကနေမရင်းပြုတ်ကျင်ခဲ့ပါတယ်အဲ့ဒီဖြစ်ပျက်အတွင်းမှာနေအစာငတ်ခံတည်သွားလဲဘယ်သူမှနေကိုကြည့်မဆိုင်ဘူးနေသမီးကလည်းငါတို့လက်ထဲမှာမလွတ်ဘူးမို့
ဒီကိစ္စဒီအမိန့်ကိုနာခံရင်တော့လှုပ်ပေးမယ်နဲ့နင့်ကိုဒီကိစ္စကတရင်မှုခိုင်းတာဖြစ်တဲ့အတွက်နင်ဒီကိစ္စကိုဖွင့်ပြောလဲဘယ်သူမှယုံမှာမဟုတ်ဘူးနင်မဲအသက်ခံရမယ်လို့သူမကိုချိန်ချောက်ပြောဆိုသွားခဲ့ပါသေးတယ်နော်အိမ်မှာဘယ်သူလောက်တာလဲဆိုတဲ့ဟာမပါသေးဘူးနော်ကျွန်တော်ဒါဖက်ကြည့်တဲ့အနေထားမှာ2026ခုနှစ်ဇန်နဝါရီလ1ရက်မှာလည်းအလားတူဖြစ်ရထပ်မံဖြစ်ပွားခဲ့ပါတယ်အိမ်ထဲမှာမရင်းမှုကျူးလွန်ခဲ့သူဟာရဲမေကိုချုပ်ထားတဲ့နေရာအထိဝင်လာပြီးဓာတ်လို့ယူဆရတဲ့လက်နက်တစ်ခုကင်ဆောင်ထားကသူမရဲ့လယ်ပင်ကိုထောက်ထားခဲ့ပါတယ်အဲဒီနောက်နေအော်ရင်နေနဲ့နေကလေးကိုပါတပ်ပြစ်မယ်ဆိုပြီးချင်းချောက်ပြောဆိုခဲ့ပြီးပထမနေ့ကအတိုင်းသူမရဲ့လက်ကိုကျိုးနဲ့ချီကပါဇက်ကိုဝင်းနဲ့စီးထားကထပ်မံမရင်းမှုပြုလုပ်ခဲ့ပါတယ်မရင်းမှုကျူးလွန်သူကအဲ့ဒီဖြစ်ပြီးနောက်နင်းတွေ့လားပထမနေ့ကအမိန့်နာခံတဲ့အတွက်ဒုတိယရက်မှာနေချုပ်ကန်တကားမရှိတော့ဘူးနောက်ဆိုရင်နေချုပ်ကန်ပြင်သာရောက်ဖို့ပဲရှိတော့တယ်ဆိုပြီးပြောသွားတယ်ခုလိုမျိုးအခြေအနေမှာကုရကယ်ရမဲ့ဖြစ်နေတဲ့ရဲမေဟာအချိန်ချင်းမတိန်ကျင့်ခံရတဲ့အတွက်သူမကိုယ်စွမ်းညံစွမ်းရှိသလောက်နဲ့နောက်တစ်ခါဖြစ်လာရင်ဘယ်လိုခုခံရမလဲဆိုပြီးစဉ်းစားခဲ့ပါတယ်ထွက်ပြေးဖို့အထိစဉ်းစားခဲ့ပေမဲ့ထွက်ပြေးသွားမှာသူမဘက်ကအမှားဖြစ်သွားနိုင်တယ်ဆိုတဲ့စိုးရိမ်မှုကြောင့်မလုပ်ဆောင်ခဲ့ပါဘူးနောက်ဆုံးတော့ထပ်မံမရင်းချင်းခံရခြင်းမှာကာကွယ်နိုင်မှုကြိုးစားတဲ့အနေနဲ့သူမရဲ့ပေါင်နဲ့မိမအင်္ဂါမှာအပူလောင်ခံပြီးပရုပ်စီတွေလိမ့်ထားလိုက်ပါတယ်ရဲမေစိုးရိမ်နေတဲ့အတိုင်းနောက်ရက်ဇန်နဝါရီ2ရက်နေ့ညမှာထပ်မံသူမခန်းကိုဝင်ရောက်လာပြီးလားတူမရင်းမှုထပ်မံကျူးလွန်မှုကြံစီရာပရုပ်စီလိမ့်ထားတာကြောင့်ကောင်မပညာပြလာပါဆိုပြီးပြောကပြန်ထွက်သွားခဲ့တယ်ဒါပေမဲ့ပြန်ဝင်လာပြီးပလိတ်ထားလို့ယူဆတဲ့ဓာမျိုးတစ်ခုသုံးပြကရင်ဆုံးရဲမေရဲ့ပေါင်တွေကိုပလိတ်ထားလို့ယူဆတဲ့ဓာမျိုးနဲ့ချစ်တယ်ခြေသလုံးကိုလည်းဓာနဲ့ချစ်တယ်သူမရဲ့အပေါ်ကနေတက်ဖိထားပြီးပေါင်နှစ်ဖက်မှာရန်ရှင်းဆိုတဲ့စလုံးကိုအသားပေါ်ဓာနဲ့ထွင်းရေးတယ်ခြေသလုံးပေါ်မှာလည်းအလားတူတရင်20 YN YZ ဆိုတဲ့စလုံးကိုသားပေါ်မှာဓာနဲ့ချစ်ရေးသွားခဲ့တယ်ဒီနေရာမှာရန်ရှင်းဆိုတာတရင်မှုရန်ရှင်းအောင်ရဲ့နာမည်ဖြစ်ပြီးတရင်20 YNYZ ဆိုတာတရင်20ယူမရာဇာကိုဖော်ပြလိုတာပါဇန်နဝါရီလ4ရက်နေ့ညနေမှာရဲမေကိုတရင်မှုကိုရန်ရှင်းအောင်ကတခြားလိုက်ပါလာသူတွေနဲ့အတူကားနဲ့တောင်ပေါ်စကန်ကိုပြန်လည်ခေါ်ဆောင်သွားခဲ့တယ်တရင်မှုကိုတိုက်ရိုက်စကားပြောခွင့်မရတော့ရဲမေမြင်းမြတ်ထက်ကနေတစ်ဆက်သူမကြုံတွေ့ခဲ့ရတွေကိုပြောခဲ့ပါတယ်ဒါပေမဲ့တောင်ပေါ်စကန်ကိုရောက်ရှိတာနဲ့စစ်ဆေးမေးမြန်းမှုတစ်ခုမှမပြုလုပ်ပဲပြစ်ဒဏ်လို့ဆိုပြီးရဲမေကိုကလေးတစ်ဖက်နဲ့မြေတူးခိုင်းခဲ့တယ်အနားယူခွင့်မရဘဲအလုံးစက်တိုက်လှုပ်ခိုင်းခဲ့ပြီးသမင်းစားချိန်မှသာခဏနားခွင့်ရတယ်ဇန်နဝါရီလ9ရက်နေ့ညမိုးချုပ်တော့တရင်မှုရောက်တော့သူမရဲ့တရားနဲ့ပုံတွေကိုစစ်ဆေးပြီးချုပ်တော်ကိုခေါ်သွားခဲ့ကတရားခံဘယ်သူလဲဆိုတာရွေးခိုင်းတယ်အဲ့အချိန်မှာကိုဘေကျော်နဲ့ဝက်ချန်ဆောင်သူတူတို့ကိုတွေ့မြင်ခဲ့ရပြီးမရင်းမှုကညအမောင်တွင်ဖြစ်ပေါ်ခဲ့တဲ့အတွက်ရဲမေအနေနဲ့တရားခံကိုအတိအကျမှတ်မိဖို့ခက်ခဲနေခဲ့ပါတယ်ဒါပေမဲ့ကျူးလွန်သူရဲ့အလေးချိန်နဲ့ကိုနေဟန်သားကိုအခြေခံကကိုဘေကျော်ဖြစ်နိုင်တယ်လို့ရဲမေကပြောဆိုခဲ့တယ်အဲ့ကရဲမေကိုကိုဘေကျော်မျက်နှာချင်းဆိုင်ကမေးတယ်နင့်ကိုငါဘာလုပ်လို့လဲဆိုတော့မေးမြန်းပါလေဒီလိုစကားကိုမျက်နှာချင်းဆိုင်ပြီးပြောတာကြားလိုက်တော့မရင်းကျင့်ခံရတဲ့သူအနေနဲ့အလွန်အမင်းရှက်ရွံ့မှုနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုပါခံစားခဲ့ရပါတယ်စစ်ဆေးမှုတွင်ရဲတရင်မှုကရဲမေတအူးနဲ့အခြားအမျိုးသမီးရဲဘော်တအူးကိုခေါ်လာပြီးရဲမေတွေကိုတပ်တွေအနေနဲ့ခေါ်ထားကဒီကလမကိုစစ်ပြီးတာနဲ့တပ်ပြစ်မယ်လို့ပြောဆိုခဲ့တယ်အဲ့ဒီနေ့ကစပြီးတပ်စခန်းတွင်သူမကိုနာမည်နဲ့မခေါ်တော့ပဲကလမလို့ခေါ်ဆိုမှုတွေစတင်ခဲ့ပါတယ်ကိုပဲကျော်ကိုစစ်ဆေးရမှာသူကမရင်းကျင်တာမဟုတ်ပါဘူးရဲမေကပါအလိုတူအလိုပါလို့ပြောဆိုတယ်အဲ့နောက်ကိုကရုံးဆိုသူကရဲမေကိုနေရောအလိုတူအလိုပါမလားလို့ပြောဆိုပြီးမြေပြင်မှာဒူးတော်ခိုင်းပြီးတော့ဖက်နဲ့ဘားကိုရိုက်တာစောင့်ကန်တာတွေအထိပြုလုပ်ခဲ့တယ်ဒီနေရာမှာလည်းရဲမေကသူမမှာကမပါယောက်ျားရှိတယ်ခလေးလည်းရှိတယ်အခြားသူနဲ့အတူနေပါမလားဆိုပြီးရိုက်တဲ့သူကိုမဟုတ်ကြောင်းပြန်ပြောခဲ့တယ်ပြီးတော့ရဲမေရဲ့ကိုယ်ပေါ်မှာစာရေးထားတာလည်းဖြောင်းနေတာပဲရုံးကန်ထားတာလည်းမရှိဘူးဆိုပြီးပြောတယ်ခုလိုစာရေးတာကိုကြာနေလက်ခံတယ်ပေါ့ဟုတ်လားမအော်ဘူးလားဘာညာဆိုပြီးစက်ပြောသေးပြီးဘလို့ပုံစံနဲ့ရေးထားတာလဲတော့မမေးမြန်းပဲနဲ့ဘာမှရှင်းပြခွင့်မပေးခဲ့ပဲနဲ့သူတို့ပြောတာအမှန်ဆိုတဲ့သဘောနဲ့ရဲမေကိုထပ်မံရိုက်နှက်ခဲ့ပါတယ်နောက်ပိုင်းမှာချုပ်ထောင်တွင်ဆက်လက်စစ်ဆေးမှုတွေပြုလုပ်ကာကိုပဲကျော်ကိုတရားခံဖြစ်သတ်မှတ်ခဲ့ပြီးမှတ်တမ်းဗီဒီယိုတွေကိုအချုပ်ထောင်ကရိုက်ကူးထားခဲ့တယ်တရင်မှုတိုင်မရင်းမှုကြောင့်ကိုဝင်ရှိမှာစိုးရိမ်ကြောင်ပြောဆိုခဲ့တော့ဇန်နဝါရီလ10ရက်9ရက်နေ့မှာအရက်နဲ့ကြားကားကောင်ကို2ကြိမ်တိုင်တောက်ခိုင်းခဲ့တယ်။သူ
သူမမှာဆိုင်ယောဂရှိတဲ့အတွက်ဘိုင်ဖောင်းကားပြီးနာကျင်မှုတွေဖြစ်ပေါ်ခဲ့ပေမဲ့လည်းနားခွင့်မပေးခဲ့ဘူးဘိုက်ကပူထွက်လာတော့တရင်မှုမိမကခေါ်ကြည့်ပြီးကိုဝင်ရှိခဲ့ရင်တော့မပူနဲ့လက်တန်နဲ့ခေါ်ပြပေးမယ်လို့ပြောတယ်အမျိုးသားကလည်းပြန်မလာသေးတော့စေကန်းလည်းမပြရဘူးနေမကောင်းပဲနာကျင်နေပေမဲ့ထမင်းစားချိန်တိုင်းမှာဒိုက်ထိုး100ခိုင်းတာမလုံနိုင်ရင်ထိုင်ထ100ခိုင်းတာတွေလည်းပြုလုပ်ခဲ့ရသေးတယ်ဒါပြောရမယ်ဆိုရင်ရည်ရွယ်ချက်ရှိရှဲမေတယောက်ကိုတတ်တာနော်ရည်ရွယ်ချက်ရှိလူတယောက်ကိုတတ်တာပြောရမယ်ဆိုရင်နေမကောင်းဖြစ်ပြီးတော့သူ့ယောက်ျားပြန်မလာသေးခင်တည်သွားအောင်ဒါလုပ်နေတာအဲ့တဲ့ရင်အတွင်းမှာရဲမေကအစ္စလမ်ဘာသာကိုယုံကြည်သူဖြစ်ပေမဲ့လည်းသူမကိုအချက်ပြုတ်တာဝန်ပေးထားတာကြောင့်ဘာသာရေးအရာမစားသုံးနိုင်တဲ့ဝတ်သားချက်ပြုတ်ပေးရတဲ့အခြေအနေတွေကိုပါကြုံတွေ့ခဲ့ရပါတယ်။ဒီချိန်မှာရဲမေကတရင်မှုထံကိုသမီးကအားလုံးလုံနိုင်ပါတယ်။ဒါပေမဲ့ဝတ်သားချက်တာလေးတော့ဘာသာရေးအရာအစင်မပြေလို့ပါဆိုပြီးလေးစားစွာတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့တရင်မှုကရဲမေအချင်းချင်းညှိပြီးလုံလိုက်ပါ။နင်ကဂျူနီယာဖြစ်တယ်စီကံရခိုင်းတာပဲလို့ပြန်လည်ပြောဆိုခဲ့ပြီးသူမရဲ့ဘာသာရေးခံယူချက်ကိုလေးစားစွာစဉ်းစားပေးတာမျိုးမရှိခဲ့ပါဘူး။ရဲမေဟာအစ္စလမ်ဘာသာကိုတတ်ဝင်ယုံကြည်သူဖြစ်တာကြောင့်ဝတ်သားဟာဘာသာရေးအရာမစားသုံးရတဲ့အစားအစာဖြစ်ပေမဲ့တာဝန်ပေးခံရတာကြောင့်ဝတ်သားချက်ပြုတ်ရတာဝတ်သားစားပြီးတဲ့ပကံတွေကိုစေးကြောရတာတွေကိုပါမဖြစ်မနေလှုပ်ဆောင်ခဲ့ရပါတယ်။ခက်ခဲတွေချားကပင်ရဲမေဟာတော်လိုင်းအတွက်ဆိုတဲ့စိတ်နဲ့တာဝန်ယူမှုအပြည့်နဲ့လှုပ်ဆောင်ခဲ့တာပါ။နောက်တော့အောင်စခန်းကိုရဲမေဟာရဲဘော်3ဦးတို့နဲ့အတူရောက်ခဲ့ပြီးအမှုဖွင့်ဖို့စာရေးခိုင်းခံရတယ်။ဒါပေမဲ့ဒုတက်ရင်မှုကိုထက်ဦးကအမှုစာထဲမှာတရင်မှုရန်ရှင်းအောင်ရိုက်တာကိုထဲမရေးဖို့ပြောပါတယ်။မှုစာရေးပြီးတော့ခဏနေပါအောင်ဘိုးနဂါးကိစ္စရှုပ်နေတယ်လို့ထပ်ပြောပြီးဆက်လက်မပြေရှင်းတော့ပါ။အဲ့ဒီအချိန်မှာရင်းမပင်ပလဲဒေသအတွင်းတိုက်ပွဲတွေပြင်းထန်လာတော့ရဲမေမျိုးသားဖြစ်တဲ့ရဲဘော်နဲ့သမီးငယ်လေးကိုစကန်းအဆောင်ဖြစ်ဆိုပြီးခြံထားခဲ့ကတရင်အဖွဲ့တွေကဘေးလွတ်ရာကိုတိမ်းရှောင်သွားကြပါတယ်။စကန်းမှာစားနေရိတ်ခါနဲ့ဆက်လက်နေထိုင်မှုအထောက်ပံ့တွေမရှိတော့ရဲမေကဖခင်ရဲဘော်တန်းအကူအညီတောင်းကတရင်မှုရဲ့ခွင့်ပြုချက်နဲ့ပုံမလုံခြုံတဲ့နေရာကိုမိသားစုနဲ့အတူရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့သတင်းဌာနမှာဖြေကြားပြီးနောက်သူမရဲ့မိသားစုနဲ့လုံခြုံရေးကိုစိုးရိမ်ရကြောင်းပြောကတရင်ကိုအမြန်ဆုံးပြန်လာဖို့ဖိအားပေးခေါ်ယူတာတွေရှိနေပါတယ်။ဒီရေးသားချက်ဟာကာယကံရှင်ရဲမေရဲ့ထွက်ဆိုချက်သက်အန္တရာယ်အထိချင်းချောက်ခံရမှုတွေတက်သေးဖြေပြောက်ဖို့ဖျောက်ပြတ်ဖို့ကြိုးပမ်းမှုတွေကိုအခြေခံပြီးစီးစိမ်ရေးသားထားတာဖြစ်ပါတယ်။ဖြစ်စဉ်အတွင်းမှာလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအပြင်လူကုန်တိတ်ခါကိုထိခိုက်စေတဲ့ပြုမှုဆက်ဆံမှုတွေအကာအကွယ်မဲမှုတွေလည်းအများကြီးပါဝင်နေပါတယ်။ဒီကိစ္စဟာလူမျိုးရေးဘာသာရေးအကြောင်းအရာတွေကိုအဓိကရေးသားထားခြင်းမဟုတ်ပဲအမျိုးသမီးရဲဘော်တဦးရဲ့လုံခြုံရေးအခွင့်အရေးနဲ့တရားမျှတမှုဆိုတဲ့အခြေခံလူခွင့်ရေးရထောက်ပြခြင်းသာဖြစ်ပါတယ်။ဟန်နီဟာဘာယာလူအာဏာမှမရှိတဲ့ volunteer တူသာဖြစ်ပါတယ်။ဒီလိုဖြစ်ရတဲ့အတွက်ဘယ်အဖွဲ့အစည်းများထံတိုင်ကြားနိုင်မလဲ။ဘယ်သူတွေမှဖြည့်ရှင်းမှုတာဝန်ရှိသလဲ။တပ်တွေမဖြောက်ပြက်ခံရစေဖို့ဘာတွေလုပ်တဲ့တယ်လဲ။ဘယ်ကရှင်တွေကိုဘယ်လိုအကာအကွယ်တွေပေးနိုင်မလဲစတဲ့အချက်လက်တွေပေါ့။တွေ့ကြုံရှိတဲ့မီဒီယာတွေလူခွင့်ရေးအဖွဲ့တွေနဲ့ရပ်ဘက်အဖွဲ့အစည်းတွေကလူတွေဝိုင်းဝန်းကြံပြုကူညီပေးစေလိုပါတယ်။ကာယကံရှင်ရဲ့လုံခြုံရေးနဲ့တရားမျှတမှုအတွက်သတင်းမီဒီယာတွေလူခွင့်ရေးအဖွဲ့အစည်းတွေနဲ့လူမှုအတိုင်းဝိုင်းအားလုံးဝိုင်းဝန်းအတန်ထွက်ပေးကြဖို့ဟန်နီနေနဲ့လေးနက်ထားပြီးတော့တောင်းဆိုပါတယ်နော်။အဲ့တော့ဒီမှာခြေထောက်မှာရေးခံထားရတာနော်။မိန်းကလေးတယောက်နေနဲ့ရန်လန်းတဲ့အချိန်မှာတော့ဒီလိုရေးထားတဲ့ဟာကစလုံးဖြောင်းနိုင်ရင်မဖြောင်းနိုင်ရင်သွားပြောလို့မရဘူးချုပ်ပြီးရေးရင်တော့ဒါဘရိဒါနဲ့လည်းဖြစ်တဲ့အတွက်ဒါလုံးဝသိတာမှာမဟုတ်ဘူးဟိုပြောမယ်ဆိုရင်တည်ရမလားဘရိဒါလိုမျိုးဟာမျိုးဟာတစ်ချက်ဆွဲလိုက်ရင်တော့မှစက်ကနေလောက်ပဲဖြစ်တာအဲ့လောက်ထိနာကျင်တာမဟုတ်တဲ့အတွက်ဒီလိုမျိုးရေးတာကဒါကျင်းနေတယ်ဒါ rate လောက်ခံပြီးတော့ဟိုဒါချုပ်ပြီးတော့ရေးခံဒါသူ့ရဲ့ယောက်ျားလေးထင်တယ်နော်ဒါပြောထားတာအော်တော်တော်ဆိုးတယ်အော်ကဲအဲ့တော့အကုန်လုံးကတော့ line ပေါ်မှာပြောနေကြတယ်ဒါရှင်းပါပဲမနော်ကြည်ပြရောရှင်းပါပဲမရင်းကိစ္စရောနုကြီးကအကြောင်းပြချက်ခိုင်းမှမရှိပဲလိုက်ဖမ်းနေတဲ့ကိစ္စရောကထိုင်းနဲ့တတိယနိုင်ငံရောက်ရဲတောက်တော်လန်စားဖားကြီးတွေဘာသာမှမထွက်ကြပါလားအဲ့ဒါမင်းတို့ပြောနေတဲ့အမှန်တရားဆိုတာကက်မြောင်ဖားရပြီးစားနေရတဲ့ထမင်းတစ်လုံးလောက်တော့ရတာမရှိတော့လို့လားဘာဖြစ်သွားရလဲဆိုဟုတ်တယ်ကျွန်တော်ပြောပြမယ် celebrity တွေတော်တော်များများအဆိုတော်ဆိုတဲ့ကောင်တွေတိုးဆောင်ဆိုတဲ့ကောင်တွေချင်းပိုင်မှာရှိတယ်
တက်တဲ့နိုင်ငံလည်းရောက်နေနာမည်တွေရောကြီးကြီးထွက်မပြတော့ဘူးနော်အဆိုတော်ထဲမှာကျွန်တော်ခြေဝင်နေတဲ့ကောင်တွေလည်းရှိတယ်ဒီကိစ္စကိုရဲတောက်ဘယ်သူမှစပြအောင်မလုပ်ဘူးဘာကြောင့်လဲဆိုတော့နုကြီးရဲ့တခိုးလက်ဝေကန်နေဖြစ်နေလို့ဒီကောင်တွေမှာတချင်းမဲဆိုတဲ့ရင်ဆိုတတ်မယ်ရုပ်ရှင်ပဲရရင်ရိုက်တတ်မယ်ကျန်တာဘာစောက်လုံးစောက်ကင်မှာဖြစ်မြောင်မလုပ်နိုင်လက်ကြောမတည်မှုမွေးခဲ့ရအဲ့တော့နုကြီးကပေးစာကန်းစာလေးနဲ့ရက်တီနေရရဲ့အတွက်အယိုးရင်းလေးကြိုက်ပြီးနေရတဲ့အတွက်အဲ့ကောင်တွေကဘယ်စပီအောင်မလဲတတိယနိုင်ငံရောက်သွားတဲ့ဟာတွေနုကြီးထောက်ပံ့တဲ့နုကြီးလမ်းကြောင်းနဲ့နုကြီးကအမတ်တွေအကုန်လုံးဘယ်ကောင်မှတော့စပီအောင်မှာမဟုတ်ဘူးနော်အဲ့တော့တော်လိုင်းကြီးကဘာဖြစ်နေလဲဆိုတော့ခုနကျွန်တော်အမြဲတမ်းပြောသလိုပဲတော်လိုင်းကြီးကပြီးသွားပြီဖက်စစ်ကနှစ်ဖက်ဖြစ်လာတယ်ဟိုဘက်လည်းဖက်စစ်ပဲဒီဘက်လည်းဖက်စစ်ပဲပိုဆိုးလာဖို့ပဲရှိရဒီဘက်ဖက်စစ်ကအဲ့တော့ဒီဟာကိုကျွန်တော်မြောက်အောင်နေနဲ့ပြင်းပြင်းထန်ထန် speed out ပါတယ်ပြည်သူလူထုတရက်လုံးကလည်းကျွန်တော်ဒီ YouTube ကို share ပြီးတော့ဒီကိစ္စကို highlight လုပ်ပေးပါပြီးတော့ဒီ dollar celebrity အကုန်လုံးအောက်မှာလိုက်မှန်ပေးပါရေးရမှာတော့ရှင်းရှင်းလေးပဲမင်းတို့မျက်အောင်လောက်တော့ speed out လေးမလုပ်ပေးနိုင်ချဘူးလားအားလုံးကျေးဇူးတင်ပါတယ်ဒီမှာလည်း reaction တခုရနာပါမယ်အားလုံးကျေးဇူးပါဝိုင်းပြီးတော့ကူညီပေးကြပါတရားမျှတမှုရရှိရင်ရှေ့မှာတရားမျှတမှုမရှိတဲ့အမှုတွေအများကြီးရှိပါသေးတယ်ဒါပေမဲ့ဒီကိစ္စကိုလုပ်ပြီးတော့နုကြီးရဲ့တက်တွေဟာမရင်းမှုတွေဖြစ်တာအောင်မှနုကြီးကခေါင်းဆောင်နေတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးနုကြီးကလက်သက်မွေးထားတဲ့ celebrity တွေဘယ်ကောင်းမှတောင်းမပြောဘဲနဲ့ဖွက်ထားကြတယ်အလိုတူအလိုပါဖက်စိတ်ရန်တရားကိုအသက်သွင်းနေကြတယ်ဆိုပြီးတော့သိရအောင်ကျွန်တော်အနေနဲ့ဒါလေးကို reaction လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဒီ reaction ကြောင့်အကုန်လုံးစိတ်ခံစားရမယ်ဆိုရင်ကျွန်တော်အနေနဲ့ပဲဒါမေတ္တာရက်ခံပါတယ်စိတ်ခံစားလက်စားနဲ့ဒီကိစ္စကိုအမြန်ဆုံးအမှုမှန်ပေါ်ဖို့ speed out လုပ်ပေးပါကျေးဇူးအများကြီးတင်ပါတယ်ဘာသာအတိုင်းငြိမ်းချမ်းကြပါစေဘာသာတိုင်းတရားမျှတမှုရရှိကြပါစေ